လိုဒီနေ့ကတော့ကန်ဆိုမောက်မကြောက်တဲ့ကိုရီလိုရာလေးရဲ့တရေအကြောင်းလေးပြပါတဲ့ကင်ဆက်လက်တော့စားကြဟာအဲ့လေးကလည်းပမာတော့မလို့ဒီအဲ့ဒီတော့တော်လေးညမှာပဲတနေ့လိုက်တော့မယ်ဟိုမှာအိမ်တွေ့တာပဲအဲ့ဒီအိမ်ရှိမှနေလိုက်မယ်မနက်မှာအတော်ကြီးတယောက်စီမှာအဲ့လေးပြင်မှုအကူကြီးနောက်ပြီးနောက်လေးလာပဲတော့ပြန်လာအိမ်ဆောက်လိုက်တော့မယ်ကဲအခုလာဆက်တော့ဒီအိမ်လေးတော့တကြီးလာအောင်မယ်အဲ့လီကအော်ဒီမှာကဲအဲ့ဒီကမဆိုးပါဘူးငါအဲ့ဒီတစ်ချက်လဲလိုက်အောင်မယ်ကဲအဲ့ဒီတော့လဲပြီး6နိုင်ထိုးပြီးဆိုတော့ငါတက်ရတော့မယ်အဲ့ချိန်ရောက်ပြီခဏနေပါဦးလမ်းပြောက်နေတယ်ကဲအဲ့ဘာဟောဟိုမှာကဲတပါမယ်ကဲအဲ့လိုက်ပါဦးမယ်ကောင်မငါနေအောင်မလို့အိမ်နေပြပြီငါရဲ့ဘိုက်စာတော့ဖြစ်တော့မှာပဲဟာငါသူ့ကြောင့်မငါကြောင့်သူကောက်တီးကြရပဲငါရဲ့အစာတွေသူ့ပေးခဲ့မယ်ဟဲ့အကောင်မငါအစာတွေစားတော့မှတိတ်ကြတယ်ဘာတိုင်းလဲတကြီးလာမအယိုးနှချောင်းမယ်အယိုးနဲ့အသားအယိုးနှချောင်းမယ်ဘယ်သူလက်ချပါလဲမသိဘူးကဲစိမပါဘူးပြအဲ့လိုက်ပါမယ်အကြည့်တော့နဲ့ကလီရိုလေးကစိတ်တွေရဟာတော့တွေးပြီးတယ်မိုးဒီမှာတည်းဟာတနားရတော့ထွားပြီပဲငါအိမ်မနဲ့သွားရအောင်မယ်ပဲမြင်သွားမယ်လေတာအယိုးရကမေးကြလိုက်တော့မယ်ကဲကားလာဆောက်ရလာတက်တယ်ဒီညမဟဲတော်ရောအိမ်အများကြီးပဲအဲ့ဒီအိမ်မနေလိုက်အောင်မယ်မလီကလည်းနေလိုက်တာမောတူလည်းမရတော့ဘူးဘာဖြစ်လဲမသိဘူးတရားရောက်စီမှာအကူကြီးတောင်းအောင်မယ်စိတ်ညစ်တယ်ဟူတောင်းလိုက်အောင်မယ်နော်တောင်းလိုက်ပါဦးမယ်ဟဲ့ကတောင်းပြီးအပေါ်ရောက်မလို့မနေကြိုးစားလိုက်ရတယ်ကဲတောင်းပြီးဆိုတော့ငါနေမနေရလေးကိုရွေးရအောင်မယ်ဒီအိမ်လေးပါပဲဒီလိုက်ပြောကြည့်လိုက်မယ်အဲ့ဒီမှာကရီရလေးကတရေရှိတယ်ဆိုတာကို तू မသိပဲနဲ့အဖွားကြီးအိမ်မှာနေလိုက်တယ်အဲ့ရှင်တော့ဘယ်သူလဲဝင်လာခဲ့အော်ဟုတ်ကဲ့အတော်ကြီးမလဲတော့ရဟိုမှာပဲအကြီးအတော်ကြီးဒီနေ့တမတညာအိတ်လို့ရလားโอเคရတယ်ရတယ်ရတယ်ဆိုတော့ငါအိတ်လို့ရပြီနေရာလိုက်ပြပေးပါလားဟုတ်ကဲ့ပါပေါ်တက်လာပါဒီခန်းလေးလားဟုတ်ပါတယ်ညမကင်နော်ဟုတ်တယ်အဲ့ဆိုဒီမှာနေရမှာပေါ့နော်အကြီးရလေဘာဖြစ်လို့ည3နာ6နာရီချတာလဲငါထားချင်လို့ထားမင်းနဲ့မဆိုင်ဘူးလေခင်းချက်ရတယ်လေကွာဟုတ်ကဲ့ပါအကြီးအဲ့တော့မင်းကဲလူတော့နဲ့အပိုင်တက်စက်သိန်းလေးပါပြီးပါပဲအမားလေးပါပါတယ်